အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လှုပ်ဝက်မင်္ဂလာဆောင်အကြောင်းပြပြပြပါတယ်နော်မင်းကဒီထဲထဲဝင်လိုက်တယ်နော်ဒီကြရင်တော့သူ့ကိုမြုပ်ဆွဲမယ်နော်အစိမ့်နိုင်တော့အဲ့လိုပြောလိုက်ရင်ကြည့်နေလိုက်နော်ဒီထဲထဲဝင်လိုက်ပါကြရင်တော့ဒီအထဲထဲဝင်လိုက်ပါကြရင်တော့နည်းနည်းလေးအပေါ်လို့ဆွဲလိုက်ပါဒီကြရင်တော့ Princess ဆိုတဲ့ဥစ္စာလေးနှိပ်လိုက်ပါမြင်ပါလားရိုးသမီးကတကယ်တော့နော်ကလည်းကတိုးသားလည်းယူမြန်ယူနေလားမသိဘူးကတိုးသမီးကလည်းတကယ်အချောက်မှနော်ချင်းမဟုတ်ဘူးကိုတကယ်သိချင်တယ်ဆိုရင်ချင်းဆိုရင်ကိုပိုင်ကိုတေချာလုပ်ကြည့်လိုက်ဟုတ်လားမဟုတ်လားဆိုတာနော်ဒါပေမဲ့ဒီဗီဒီယိုကိုစအဆုံးကြည့်ပေးတဲ့သူတွေကလိုက်ပေးရမယ်ပြန် surprise နေကြမယ်ဒါပဲပြောမယ်နော်